没有搞的，好，带新家的好了，啊，带新家的，带了呀，拉萨，啊，现在拉萨，啊，不应该拉萨吗？这要去拉萨嘛，但那第三嘛，他那出三嘛，带了呀，俺这个没教育，哦，俺也看，俺这个没教育，俺都要了，办法带遇到嘛，生活也没有，喏，俺这个人我接他讲。俺这个人我记住呀，没有发了呀，拉发了，前面拉发了呀，俺别忘了别俺对嘛的了，我妈的现在他帮你的嘛，喏，啥子老家也有老家，差别了俺发，俺飞到的，俺发没飞嘛，俺看他没飞嘛，俺怎么没飞？这样，哎他妈的，俺都也开旅游的，不说，有些生不起来高的，人品也高的，喏。အဲ့ဒါမှမင်းတို့အပေါ်မှာပို့ပြီးတင်ရတာပို့ပြီးတော့တင်ပါလားအဲ့ဒီကောင်လိုကြတယ်အဲ့ဒါကြောင့်မို့လေငါတမျိုးသောလုံးကငါသိရဲ့လေးစနငါကသိရဲ့မင်းတို့ငါ့ကိုရအောင်ချပြီးပတ်ကြမင်းတို့လာရဲ့ဟိုလေးစူးစမ်းသူများဟိုလေးဖုံးမဆက်နဲ့ငါ့ကိုရှင်းခါမရှင်းဆက်နဲ့ဖုံးရှင်းရတော့မင်းတို့ကဖုံးဆက်တာဆေးဖို့ဆက်တာမဟုတ်ဘူးမရှင်းနဲ့ရှင်းလို့ရတယ်ငါကမဆေးရနဲ့ရှင်းရတော့ငါအလော့လုံးနေတာအလော့လုံးတဲ့အရှင်ငါဒီနေ့အလော့မတော့ရဘူးနော်မင်းတို့အကြောင်းမို့ငါအလော့မတော့ရတယ်မနေ့ကခုလေးကရင်ကောင်လာနေတဲ့မဟာရှေဘိစ်ရှိမှရှင်းရတယ်ဖုံးပိုက်တာဖုံးမကြိုက်တော့ဘူးစစ်တပ်လိုက်ကျော်လာနေတဲ့ငါသွားတယ်နော်အဲ့ကောင်မလာဘူးဖုံးတော့မကြိုက်တော့ဘူးမလောင်းနဲ့တတိမရှိမလောင်းနဲ့ရှင်းရမလာရေးမနဲ့အတွင်းထဲမှာခွေးရမဟောင်းနဲ့အဲ့နွားနဲ့ကြားဆိုတိုက်လို့မရဘူးသူပြောတော့တယ်ချင်းသေးဆိုတာတကောင်ပဲရှိတယ်နှစ်ကောင်မရှိစရာဘူးမိလာခဲ့တော့သူကကရင်ပဲဒါပေမဲ့ဗမာကရင်နဲ့သူအေးမလာရေးမလားမလောငါ့ချင်းငါလေငါတမျိုးတော်လုံးအတွက်ငါတက်နိုင်ကြတယ်တော့စော်တော့တဲ့အတွက်ငါအဲ့လိုလုပ်ရတာချင်းနော်ငါတမျိုးတော်လုံးတော့ငါလုပ်တယ်မဟုတ်ဘူးမိုးလေလူမျိုးတွေကိုစော်တော့တယ်ချင်းနော်နောက်ပြောလဲအောင်မယ်ဟိုတနေ့ကမိုးကောင်ငါ့ကိုလာဆေးတယ်မလေးနေတာကစိတ်ခေါ်ရတယ်ဖုန်းခေါ်ပြီးအေးငါလေမင်းတို့မိုးလူမျိုးကတခေါက်မှငါနိုင်တာမပြောဘူးနော်မင်းတို့မိုးလူမျိုးကတခွန့်ရှင်ကငါနိုင်တာမပြောဘူးဆေးလည်းမဆေးဘူးပို့လည်းပေါ့မခံငါအခုလိုတင်ရတာမင်းတို့မိုးနဲ့ငါတို့ရခိုင်ကိုထိခိုက်ငါတင်ငါတို့ရခိုင်တမျိုးသားလုံးကိုနော်ထိခိုက်လာတမျိုးသားလုံးဒီပဲထိခိုက်နေဆိုလို့ရှိရင်ငါမတင်ဘူးငါသိခံလို့ရတယ်ငါအများကြီးပြေးဘူးလေကြားအခုလေမင်းတို့ကအမေပြေးလို့အဖေပြရတယ်ပေါ့အဲ့ဒီပါငါမိုးတမျိုးသားလုံးပြောတာမဟုတ်ဘူးနော်အေးမင်းအဲ့လောက်ဒီမင်းမိုးလူမျိုးကနေပြီးတော့ဗမာထိလို့အဲ့လောက်ငါလို့ရှိရင်မင်းတို့ရဲ့မိုးသမိုက်ကိုမင်းလှန်ချစ်လိုက်နော်အေးမင်းမသိလို့ရှိရင်ငါပြောမယ်မိုက်တဲ့ညာနာ1119မှာမွန်နိုင်ငံတော့ဟန်ပါဝရီမျိုးဘယ်သူလုံးတော့လဲဆိုတာမင်းသိလားဟမ်မင်းတို့သိလားမင်းတို့မော်လူမျိုးတွေမင်းကမော်လူမျိုးမင်းမသိဘူးငါရက်ခိုင်ငါသိတယ်နော်ကိုယ်သမိုက်ကိုသိချာလေ့လာအေးမင်းတို့မော်လူမျိုးနိုင်ငံတော်ကိုရဲဆက်တပ်ဖြဲပြီးတော့ကျိုးတောက်ပြီးတော့ဘာတွေကိုရေပူလောက်တဲ့ဟမ်ပေါ်တော့နဲ့ဖိတ်တက်ဖိရိုက်အဲ့လိုလောက်တော့တာလေမှတ်တာမသိမှတော့ဥအုပ်စီရမှတ်ထားလိုက်အလောင်းမင်းတယောက်ခေါ်နေတဲ့ဥအုပ်စီရပဲအဲ့ဒါမင်းတို့မွန်သမိုက်ကိုယူသွားတာမင်းတို့မွန်နိုင်တနိုင်ငံလုံးကိုမင်းတို့ကိုလောက်သွားတာရှင်းလားအခုကမင်းတို့မွန်ပြည်နေဘယ်လိုဖြစ်နေကန့်စရာမရှိဘူးငါတို့လည်းပူစင်းရင်းသေးတယ်ရှင်းတယ်နော်မင်းတို့ထက်မွန်လူမျိုးတွေကကိုဒေတာကိုပြည်နေကိုရမှာမနေနိုင်ပြီနဲ့စိတ်ရဒုက္ခများပြီးတော့သူများနိုင်ငံမှာမောလို့ကျွေးလို့ငါတို့နဲ့အတူတူလာခံနေရတာရှင်းတယ်နော်မင်းတို့ကမျိုးချင်းတို့နိုင်ငံတော်တို့မတက်တာမင်းတို့ကမျိုးချင်းတို့မွန်လူမျိုးတွေခံနေရတာရှင်းတယ်နောက်ထုတ်ထည့်ပြလိုက်အောင်မယ်မင်းရဲ့စာပေနော်မင်းရဲ့အခရာစာပေအခရာတွေမွန်လူမျိုးစကားဘူးလူဆိုသိလားအေးမသိရင်မဲ့လားမင်းတို့အမားတွေမင်းတို့လူတွေအဖေခေါ်နေတဲ့မင်းတို့ရဲ့အနော်ရထားမင်းပဲမင်းတို့စာကိုလို့ပြောတာရှင်းတာငါပြောတာဟမ်ငါ့ကိုကတက်လို့ရတယ်တက်နောက်တစ်ခုချင်းကြံသေးတယ်အခုမင်းတို့သမိုင်းကိုတီကိုလွတ်နေပြီးပြန်ပြီးတော့မင်းတို့တည်ကြကြမင်းတို့